24ရက်12လဒါ2025ညနေ4နာရီခွဲချင်းမစ်စတို့ကဲမနေ့ကတော့ချင်းမစ်စတို့အောင်မြင်သွားတယ်10 break ဒီလောက်3 break ဒီကြာလို့ကျွန်တော်10 break မှာ10 break site 2မှုနဲ့ခေါ်လိုက်တယ်ခွန်တစ်မှာခွန်တစ်နဲ့4ဘူး10 break ခေါ်ထားတာ10 break တော့10 break ပဲကျွန်တော်ကတင်ပေးထားတာ4ဘူးနဲ့ခွန်တစ်10 break main အဲ့ရပဲတင်ပေးထားတယ်ထွက်တာတစ်ခွင်3ပါဝါ8နေတယ်10 break တစ်ခွင်ဆိုပြီးဒါလာတော့ခွန်ထိတ်နဲ့ဆိုရတော့ခွန်ဆိုရတော့ပိုမိုက်တယ်ပေါ့ခွန်ထိတ်နဲ့ဆိုရတော့ကဲတစ်ကတော့လာပြီခင်ဗျာတစ်ကတော့ညမနဲ့1ချိန်ဒီတစ်ခါမနေ့1ချိန်ညနေလာတယ်အဲ့လိုလာတယ်ဆိုတော့ကြာဒီဆိုင်လေးတစ်ချက်ကြည့်အောင်ကျွန်တော်နောက်ကြ site တို့မူပြအခု site ရှိတစ်ချက်ကြည့်အောင် site ရှိဘယ်လိုလာတော့လို့ကြည့်အောင်59 4ရက်59 954 954ပေါင်းချင်း954ပေါင်းချင်း8မို့လို့8ပါဝါ3လို့ပေးတယ်လား954ပေါင်းချင်း8ပါ8ပါဝါ3ဒါ8ပါဝါ3လို့အဲ့လိုဆင်းတယ်လားအဲ့လိုဆင်းနေဆိုရင်နောက်ဟာကြည့်အောင်3ညခွင်5 3ညခွင်5ဒီ3ညခွင်5 3ညခွင်5 3လုံးပေါင်းချင်း3ညခွင်5 3လုံးပေါင်းချင်းနှစ်ပါဝါဟောခွင်တလဲစီလာနှစ်ပါဝါခွင်10ပါဝါ3ပါဝါနဲ့ကြည့်တယ်9 6 1 9 6 1 3လုံးပေါင်းချင်း6ပါဝါ1 6ပါဝါ1လို့ပေးမလား6ပါဝါ1လို့စင်းမလားဗျာ1ပြီး1ရုံမရှိနဲ့နော်အရင်ဘက်ကရှင်5 4 5 5ခွင်5ခွင်6 50ဒီနေရာပဲပတ်စင်းလို့1 2 3 4 5ဒီနေရာပဲအခုလည်းပဲ1အရင်တစ်ဘက်ကပျောက်ခဲ့တဲ့1ဟောလာလိမ့်မယ်ထင်တာပဲကျွန်တော်ကတော့6ပါဝါ1ပိတ်ရိုက်မလားထိတ်စီးရိုက်မလား6ပါဝါ1ဟုတ်ပြီနော်ဒါ1တစ်ခုကျွန်တော်ပြပေးထားကဲအဲ့ဒါဆို site တို့မူကြည့်အောင် site တို့ကျွန်တော်ရှားပေးထားတဲ့ site တို့မူလိုက်site တို့မူလိုက်3ည3နှစ်3နှစ်3ည3လုံးပေါင်းချင်း5ပါတဲ့3နှစ်3ည3လုံးပေါင်းချင်း5အဲ့တိုင်းလား3နှစ်3ည3လုံးပေါင်းချင်း5
ဒီလိုဆိုရင်နောက်တစ်ခုကြည့်လေးငါလေးငါသုံးလုံးပေါင်းချင်းလေးဟောနောက်ပိတ်ကြည့်တယ်ပြီးတယ်နော်ချင်းမစရမြတူတို့ပြီးတာ3နဲ့3ည3လုံးပေါင်းချင်း9မို့လို့9ပိတ်4 5 5 3လုံးပေါင်းချင်း4မို့လို့4ပိတ်အပိတ်ပဲရရအပိတ်လိုက်နေအပိတ်လိုက်ဒါအပိတ်လိုက်ပြီး3 1 8 3 1 8 3လုံးပေါင်းရင်2โอเค2လို့2ကြီးဟော2အဲ့လိုရှိတယ်ဗျโอเคဒါနှစ်ပိတ်လိုင်းတော့ရတယ်နောက်တစ်လိုင်းကြည့်အောင်3 3ညပေါင်းချင်း3ပါဝါ8 3ပါဝါ8 3ပါဝါ8လို့ပေးမလား3ပါဝါ8ခွန်ပေါင်းချင်း4ပါဝါ9 4ပါဝါ9ခွန်ပေါင်းချင်း4ပါဝါ9ဒါ4ပါဝါ9 3ပါဝါ8 4ပါဝါ9တင်5ပေါင်းချင်း6ပါဝါ1ကဲဘယ်လိုလဲအင်္ဂါနေ့ကတစ်ခွင်လို့ရိုက်တယ်1နှစ်လို့ပြန်ရိုက်မလားဒါ1နှစ်လို့ပြန်ရိုက်မလားသူဟိုးရင်ဘက်ကကြည့်လိုက်ဟိုးရင်ဘက်ကလေကို3 break 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 4ချိန်ပြီးသွားတယ်အားပြီးတော့ကြာ2 break တို့ကြားတယ်ချတော့တယ်2 break ချပြီးတော့ကြာဘယ်လိုလာ3 break 3 break 3 break ဟော3 break 3ချိန်4ချိန်ကို3ပါဝါ8 break တို့ချတော့တယ်ချပြီးတော့ကြာ3 break တို့လာမလား4ချိန်တော့4ချိန်အပေါ်ဟာတုံးက4ချိန်ပြီးခဲ့တယ်ဒီကို3 break 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 2 break ချဇက်တိုက်3 break ပြီး2 break ချအပြီးတော့ကြာ3 break 3 break 3 break
3ချိန်တော့ပေးပြီ3ပါဝါ8ပရိတ်တို့ချပြီး3ပရိတ်ပြန်စစ်မလားဒါတစ်ချက်စဉ်းစားမယ်နော်အဲ့ဒါလေးစဉ်းစားလို့ရတယ်သူ့မှာ3ပရိတ်ရှိတယ်ဒီမဲ့3ပရိတ်ဒီမဲ့ရှင်ကမတူတဲ့ကဏ္ဍရှင်က3ပရိတ်ကိုလေး3ပရိတ်မတူတဲ့ကဏ္ဍ3ပရိတ်ပေးမလားရှင်က3ပရိတ်ကိုလေးပါဝါညီကို3ပရိတ်နှစ်ပြောင်းနေတဲ့နှစ်မလာသေးဘူးနှစ်9 3ညပြောင်းနေနှစ်က1နဲ့တွဲဆင်းပြီးမလား1နဲ့တွဲဆင်းပြီးမလားဟုတ်ပြီနော်1နဲ့တွဲပြီးဆင်းပြီးမလားအဲ့လိုလေးဒီဒါကျွန်တော်တော့စဉ်းစားတာတော့အများကြီးပဲစဉ်းစားလုံးဝကြီးတို့ခေါင်းနေတယ်ဖြူပြီးကျွန်တော်မျိုးစဉ်းစားတာโอเคတင်းနဲ့ဘာရှိမလားဒီရပဲပါဝါနက်ခတ်နဲ့ပဲရှိမှာအဲ့ဒါပဲရှိမှဆိုရကျွန်တော်တင်းနဲ့မေးတင်းနဲ့ကတော့မေးအရန်နှစ်ပါဝါခွင်တို့တစ်ခွင်တို့စစ်နိုင်အောင်မလားပြောတော့မရဘူးရဲ့3 လို့လာထားတာတင်းနှစ်နက်ခတ်4 ဟော1 လို့ crossy လာမလားဒီနာတော့က30 3 crossy လာပြီးတယ်ဒီမဲ့9ခွင်အပြင်ကြည့်အောင်4 ဒီလိုပြန်လာမလား30 3 5ခွင်4 4 အဲ့လိုကိုကတော့မျိုးစဉ်းစားပါဒါ1အရင်ဒါ1နဲ့ဗျကြိုက်ရင်တော့ယူပေါ့ဗျာ1ခွင်ကတော့ကျွန်တော်အားနေမယ်လို့ထင်တာပဲ1ခွင်တော့ထည့်မရတော့ဘူးဗျာဒါပေမဲ့နောက်တစ်ခုရှိသေးတယ်1နက်ခတ်8နဲ့လေးတော့ထည့်တော့ထိုးကြအောင်ဗျာ8နဲ့လေးကျွန်တော်ရေးပြလိုက်အောင်8နဲ့လေးကဲ3ခွက်8နဲ့လေးဟုတ်ပြီနော်ဒါ8နဲ့လေးရော1နက်ခတ်8နဲ့လေးရောထည့်တော့ထိုးကြအောင်ကဲအဲ့လောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကဲဒီနေ့လေးလဲပေါက်ကြအောင်ဗျာ